လေးယူနေတယ်မှာရငါမားပြီလားငါမလို့တော့နေရမလားဆိုတော့မရှိဘူးဒါပေမဲ့ဟိုနှိမ်နာပြူတာတွေပါညာတော့ရှိတာပေါ့နော်အဲ့လိုကိုယ်ဖြတ်လျှောက်ပေါ်ကနေလာတယ်ဆိုတော့အဲ့လိုမခေါ်ခြင်းလို့အဓိကဟိုဆက်ဆက်ရေးမှာပေါ့နည်းနည်းကွာဟားမှုလေးတော့ရှိတာပေါ့ဟိုဟင်းချက်တဲ့အမားတွေကကစားလေးတည်ရမှာဖြတ်လျှောက်တေဆိုလို့ရှိရင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူဒါဖြတ်လျှောက်ထဲရဘဲဆိုပြီးတော့ဟင်းဆိုလဲအဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲပါတယ်ဆိုယုံလောက်ပေါ့နော်အဲ့လိုမျိုးလေးထည့်ပေးတာတော့ဘာလို့ရှိရပေါ့အဲ့လိုမျိုးဖြတ်လျှောက်နောက်ပြောင်းလဲလာတဲ့ပုံမှာမူတည်ပြီးတော့ပြောင်းလဲလာတော့သူတို့ရဲ့ဆက်ဆံပုံလေးရပါပြန်ပြောင်းလာတယ်ဒီတရုတ်ဆောင်တယောက်ကဒီ main character ရာမှမဟုတ်ဘူးပေါ့နော်သူ့နေရာနဲ့သူဘယ်နေရာဖြစ်တော့ဒါအသုံးဝင်တယ်လေသူတို့တွေမပါဘဲနဲ့လဲဒီဖြက်လျှောက်တွေမပါဘဲနဲ့ဇက်ကားတစ်ခုကရိုက်လို့မရဘူးအဲ့ဒီအတွက်ဟိုပြောချင်တာဖြက်လျှောက်တွေကိုမနှိမ်ပါနဲ့ဖြက်လျှောက်တွေကိုလည်းနေရာတစ်ခုပေးပါပေါ့နော်မအနုပညာလှူရှားမှုထဲမှာအခုရောက်လာတာတော့10နှစ်ကျော်သွားပြီပေါ့နော်ဟို MRT ဘုကနေရောစပြီးဝင်လာတာပဲညီမလေးအစတော့ဖြတ်လျှောက်လောကပေါ့ညီမလေးဒီကနေဘောအောင်စခဲ့ရတာပေါ့စတဲ့ဇာတ်ကားလေးကအရေးဘလိုကိုက်တာလေးရဆိုမင်းသမီးရဲ့အမေနေရာလေးကနေပြီးတော့လာပြီးကန်လန်းတာနဲ့အဲ့ဝင်လိုက်တာဒါပေမဲ့မင်းသမီးဆိုတော့တကယ် main မင်းသမီးတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဇက်ဖို့မင်းသမီးရဲ့အမေနေရာလေးကနေပေါ့ဝင်ပြီးတော့တရုပ်ဆောင်ပေးခဲ့တာပေါ့အမကတော့ရန်ကုန်မဟုတ်ဘူးနေကပြောင်းလာတာအဲ့တော့ကတော့နေရာပြောင်းလာတဲ့အချိန်လေးပေါ့တရုတ်ဆောင်မလုပ်ခင်အောင်မဘာကြီးလုပ်ခဲ့ပြီလဲအမတရုတ်ဆောင်မလုပ်ခင်နေမှာအမဟိုပေါ့အယောင်းဝယ်လုပ်တယ်ဟုတ်လို့စိုက်ကဲအယောင်းဝယ်လေးတွေလုပ်တယ်ဘယ်လိုနည်းပြတာအနုပညာမျိုးရိုးကတော့ရှိပါတယ်အနုပညာမျိုးဆိုတာဟိုပေါ့အမရဲ့ဦးလေးကလည်းဒီဟိုကလေတချင်းရေးဆရာကိုဆဲဆိုတာလေတခါက rock and roll ကြီးရဲ့တချင်းရေးဆရာကိုဆဲရဲ့ဒူမအမအတော်ကလည်းမန်လေးတိချစ်သူဒီဝိုင်းမှာအဆိုတော်ပေါ့အရင်တော့အဲ့လိုမျိုးဆိုတော့ဒီအနုပညာအလုပ်ကအမစိတ်ဝင်စားတယ်လေဒါပေမဲ့လုပ်ခွင့်မရခဲ့ဘူးပေါ့နော်ကိုကရန်ကုန်မှာလည်းနေတာမဟုတ်တဲ့အတွက်အဆက်လည်းမရှိတော့လုပ်ခွင့်မရခဲ့ဘူးအဲ့နေမှာပဲရောက်နေတာပေါ့နောက်ရန်ကုန်ပြောင်းလာပြင်မှာပဲဒီစုပိုင်တို့အဖွဲ့တွေကတယောက်နဲ့ Facebook မှာသိပြီးတော့အမရိုက်ကြည့်မလားဆိုတာနဲ့ရိုက်ဖြစ်သွားတာအဲ့မဲ့ပိုးကလည်းပါလာတော့မရတော့ဒီထက်ရောက်လာပြီးနောက်ပိုင်းရိုက်မလားလို့ဖုန်းဆက်ရင်ရိုက်မှာပဲအဲ့လိုပြေတာအစိုးရဝါသနာပါတယ်အစိုးပိုင်းကိုအဓိကပို့ပြီးတော့ဝါသနာပါတယ်ဒါပေမဲ့အဲ့လိုမျိုးခွေရိုက်ထုတ်ဖို့ဒီစဉ်းစားသေးတယ်ဒါပေမဲ့အတန်အနေထားအနေအမြင့်နေပါကြောင့်ကိုလေ့ကျင့်မှုမရှိဘူးပေါ့နော်လေ့ကျင့်မှုမရှိတော့တိတ်မရဘူးထင်လို့အဲ့ဘက်ပိုင်းမလုပ်ဖြစ်တာငါမားပြီလားငါမလို့တော့နေရမလားဆိုတော့မရှိဘူးဒါပေမဲ့ဟိုနှိမ်နာပြူတာတွေပါညာတော့ရှိတာပေါ့နော်အဲ့လိုကိုယ်ဖြတ်လျှောက်ပေါ်ကနေလာတယ်ဆိုတော့အဲ့လိုမခေါ်ခြင်းလို့အဓိကဟိုဆက်ဆက်ရေးမှာပေါ့နည်းနည်းကွာဟားမှုလေးတော့ရှိတာပေါ့ဘယ်လိုဖြစ်ရှင်းလဲဆိုတော့ဟိုသူတို့တွေဟိုကိုယ်ဘယ်လိုပြောမလဲအတန်းတစ်ခုနှိမ့်တဲ့အနေနဲ့မြင်လဲကိုကတော့ဟိုပေါ့နော်ကိုယ့်ရဲ့တရုပ်ဆောင်ပိုင်းကိုတော့အဓိကဦးစားပေးပြီးတော့ကာရီတာကိုမိအောင်တော့တရုပ်ဆောင်နိုင်အောင်စူးစမ်းခဲ့တယ်ပေါ့နော်အမအဲ့လိုမျိုးစူးစမ်းခဲ့တယ်အဲ့နောက်ပိုင်းမှာတော့ဒီကိုစူးစမ်းမှုမှာမူတည်ပြီးတော့နေရာတစ်ခုရလာတဲ့ပုံမှာဆက်ဆံရေးပါပြောင်းလဲလာတာပေါ့နော်တဖြည်းဖြည်းနဲ့အဲ့လိုမျိုးလေးပြောင်းလဲလာလေးတွေ့ရတယ်ပေါ့ဟိုအရင်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ့်ရဲ့စီနီယာကြတဲ့ဒီမင်းသမီးတွေနဲ့တွေ့လို့ရှင်ကိုကရှိန်တာပေါ့နော်အဲ့လိုရှိန်သူတို့နဲ့တောင်အတူတူသွားပြီးမထိုင်ရဲတဲ့ဟိုနေရာမျိုးတွေရှိတာပေါ့နော်အဲ့လိုမျိုးတွေဆိုတော့နည်းနည်းလေးတော့စိတ်ကတော့မတင်မရဲလေးတော့ဖြစ်တာပေါ့ဒါပေမဲ့ဟိုငါလည်းအခုတရုပ်ဆောင်ဖြစ်နေပြီပဲငါလည်းငါနေရာမှာရောက်တဲ့နေရာမှာရအောင်တော့စူးစမ်းမယ်ဆိုစိတ်ဓာတ်နဲ့တော့ရှင်သန်လိုက်တာပေါ့နော်အခုကြတော့အဖွဲ့ကမခေါ်တော့အခုကျအဖွဲရမခေါ်တော့ဘူးနောက်ကိုစူးစမ်းပေါ်မှာမူတည်ပြီးတော့လဲအဲ့လိုပေါ့ဘိုင်နိုင်တက်ပြီးတော့ခေါ်ကြတာတွေကများလာတယ်ပေါ့များလာတော့ဟိုအဖွဲရကြတော့မခေါ်တော့တာလားမခေါ်ရဲတော့တာလားလည်းမသိဘူးပေါ့နော်ကိုအဲ့လိုမျိုးဈေးတစ်ခုတတ်မလိုက်တယ်ဆိုပြီးတော့မခေါ်ကြတော့ဘူးပေါ့တချို့ကြတော့လဲမဟန်နီကစ်ကိုဈေးနှိမ်ပေးလို့မရဘူးတန်းတစ်ခုရှိသွားပြီဆိုတဲ့ပုံစံမျိုးနဲ့သူကမခေါ်တော့ဘူးရပါတယ်ခေါ်ပါဝါသနာပါနေတာရတယ်ဘယ်လိုပဲသိဆောက်ဆိုအဲ့လိုပေါ့နော်အဖွဲ့တွေကမခေါ်ကြတော့ဘူးခုကြတော့တရုတ်ဆိုင်မှာခေါ်တဲ့လူတွေကလည်းတတ်မှတ်လိုက်တယ်ကိုလည်းတတ်မှတ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးလှုပ်လိုက်တယ်ဘာလို့ဆိုဟိုပေါ့ဟိုဘလောက်ရလိုက်မယ်ဆိုတော့ဟိုစိတ်မွေးတော့ဘူးဆိုတာဟိုဘယ်လိုပြောမလဲအခုချိန်မှာလေဟိုအဖွဲ့လိုက်ရိုက်တာတွေကများတယ်များတော့ခါကျတော့တချို့တွေကကြတော့လေဈေးနှုန်းကိုဟ
ရောတဲ့ဟာတွေကိုပဲလိုက်ပြီးရွေးပြီးခေါ်ကြတယ်ပေါ့နော်သူခေါ်ရင်လောက်မရပါဘူးမခေါ်တော့ပါဘူးသူ့တဲ့ဈေးရောတာတွေပဲတုံးလိုက်ပါတော့မယ်ဆိုတာမျိုးတွေရှိလာတယ်လေရှိလာတော့ခါကျတော့ရတယ်မခေါ်လဲရတယ်ကိုဒီဈေးလေးရရင်တော့လိုက်မယ်ပေါ့အဲ့လိုဒါပေမဲ့အများကြီးလည်းမတတ်မှတ်ထားပါဘူးသူ့ရဲ့ဘယ်လိုပြောမလဲမင်းသမီးကြီးတွေဈေးလောက်တော့မရဘူးပေါ့လေဒါပေမဲ့ဖြတ်ချောက်ဈေးလည်းမဟုတ်ဘူးပေါ့နော်အလဲအလက်လေးမှာတော့တန်းလေးတစ်ခုတော့ရှိနေတာပေါ့အဲ့လိုမျိုးလေးပါဖြတ်လျှောက်ဆိုရင်လူကနှိမ်ကြတာကိုအဲ့လိုရှူတင်သမင်းစားတယ်ဆိုရင်တောင်မှဖြတ်လျှောက်ဆိုလို့ရှိရင်သိရမလားဟိုဟင်းထည့်ပေးတယ်ဟိုဟင်းချက်တဲ့အမားတွေကကစားလေးသိရမှာဖြတ်လျှောက်တေဆိုလို့ရှိရင်ကြည့်လိုက်တယ်ဆိုလို့ရှိရင်သူဒါဖြတ်လျှောက်ထဲရဘဲဆိုပြီးတော့ဟင်းဆိုလဲအဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲပါတယ်ဆိုယုံလောက်ပေါ့နော်အဲ့လိုမျိုးလေးတွေထည့်ပေးတာတော့ပါဘူးရှိရပေါ့အဲ့လိုမျိုးပြဿနာနောက်ပြောင်းလဲလာတဲ့ပုံမှာမူတည်ပြီးတော့ပြောင်းလဲလာတော့သူတို့ရဲ့ဆက်ဆက်မုံလေးရပါပြန်ပြောင်းလာတယ်အဲ့လိုမျိုးမဟန်နီကအတွက်ထမင်းလေးခူးပေးလိုက်ပါအောင်ဟင်းလေးထည့်ပေးလိုက်ပါအောင်အဲ့လိုမျိုးလေးဟိုပါပေါ့နော်ဖြက်လျှောက်တိုင်းလဲအားငယ်စရာမလိုပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့အဓိကဖြက်လျှောက်လဲသရုပ်ဆောင်တစ်ယောက်ပဲလေဟိုဒီသရုပ်ဆောင်တယောက်ကဒီ main character ရမှမဟုတ်ဘူးပေါ့နော်သူ့နေရာနဲ့သူဘယ်နေရာဖြစ်တော့ဒါအသုံးဝင်တယ်လေသူတို့တွေမပါဘဲနဲ့လဲဒီဖြက်လျှောက်တွေမပါဘဲနဲ့ဇာတ်ကားတစ်ခုကရိုက်လို့မရဘူးအဲ့ဒီအတွက်ဟိုပြောချင်တာဖြက်လျှောက်တွေကိုမနှိမ်ပါနဲ့ဖြက်လျှောက်တွေကိုလည်းနေရာတစ်ခုပေးပါပေါ့နော်ဒီစူးစမ်းရင်စူးစမ်းသလိုဖြစ်ပါတယ်ဆိုတာလေးကိုပြောပြချင်ပါတယ်